သိပ်မကြာခင်မှာ7 လပိုင်းရောက်တော့မှာဆိုတော့7 လပိုင်းအတွက် planner လေးဆွဲပါမယ်။ planner ဆွဲပြီးတော့ဖြတ်သန်းတဲ့လနဲ့ဘာ plan မှမရှိဘဲဖြတ်သန်းတဲ့လတစ်လအရမ်းကွာတယ်ပေါ့နော်။ planner ဆွဲတဲ့အခါမှာကိုဘာလုပ်ရမလဲဆိုတာကိုလည်းသေချာမြင်ပြီးတော့အလုပ်လည်းတွင်တယ်။ပြီးတော့ကျတော့ဘာလုပ်ပြီးဘာလုပ်ရမယ်ဆိုတာကိုအစဉ်လိုက်ပေါ့နော်။ကောင်းကောင်းသိနိုင်တယ်။တကယ်လို့ကိုက plan မချထားဘူးဆိုလို့ရှိရင်စိတ်ကလည်းဘာလုပ်ရမလဲပန်းနိုင်ကိုဝေဝါးနေပြီးတော့မှ vision ကိုလည်းရှင်းရှင်းလင်းလင်းမမြင်ရတဲ့အတွက်ပေါ့နော်။လုပ်ရမယ့်အရာတွေကိုသေချာမသိတာတွေဒါမှမဟုတ်ရင်ကိုလုပ်လိုက်တဲ့အရာတွေကအစီအစဉ်မကျတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။ planner ဆွဲတဲ့အခါမှာလည်းလူတိုင်းကအမျိုးမျိုးရှိရပေါ့နော်။တချို့ကျတော့လည်းရောင်စုံလေးသုံးပြီးတော့အရန်လှလှလေးလုပ်တာမျိုးလေးလည်းရှိတယ်။တကယ်တော့အဓိကတော့ planner ဆိုတာကိုယ့်ရဲ့အိမ်မက်ကိုလုပ်ချင်တဲ့အရာကိုရှင်းရှင်းလင်းလင်းမြင်ပြီးတော့လုပ်ရမယ့်အရာတွေကိုအုံနောက်ထဲမှာအစီအစဉ်တကျပေါ့နော်။အဲ့လိုမျိုးလုပ်ပြီးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့လှတာမလှတာဆိုတာထက်ပေါ့နော်။ကိုယ့်ရဲ့ vision ကိုလိုအပ်တဲ့အရာတွေအကုန်လုံးတည်တည်ကြကြမြင်နေရတဲ့ planner မျိုးဖြစ်ဖို့ကတော့နံပါတ်1အရေးကြီးဆုံးပေါ့နော်။အခုဒီ planner လေးမှာဆိုလို့ရှိရင်အရေးကြီးတဲ့ခေါင်းစဉ်5ခုရှိရပေါ့နော်။နံပါတ်1တစ်ခုကကြတော့ကိုယ့်အတွက်အရေးကြီးဆုံး date တွေပေါ့နော်။ဒီတစ်လလုံးထဲမှာကိုကဘယ်နေ့တွေမှာ exam တွေရှိပြီးတော့မှဘယ်နေ့တွေမှာဆိုလို့ရှိရင် exam ထည့်ရမယ့်နေ့တွေရှိရဲလို့ကိုယ့်အတွက်အရေးကြီးဆုံးနေ့တွေကိုတစုတစည်းရေးထည့်ပြီးရေးထားမယ်ပေါ့နော်။နံပါတ်2ကကြတော့ငွေကြေးစီမံခန့်ခွဲမှုပေါ့နော်။ကိုဒီတစ်လမှာကိုယ့်ရဲ့ဝင်ငွေကဘယ်လောက်ရှိပြီးတော့ကိုမဖြစ်မနေပေးထားရမယ့်ပတ်စံကိုသုံးရမယ့်ပတ်စံအဲ့လိုမျိုးပေါ့နော်။စီကံတကြလေးထားတဲ့ဟာလေးကနံပါတ်2ပေါ့နော်။နောက်တစ်ခုကကြတော့တစ်ခုခုကိုလေ့လာနေတဲ့လူတွေဆိုလို့ရှိရင်ဒီတစ်လလုံးအတွက်ကိုကဘာသာတွေအကုန်လုံးစုပြုံပြီးလေ့လာတာမဟုတ်ဘဲနဲ့ပေးဘာသာကိုတော့ဒီတစ်လအတွင်းမှာလုံးဝနောက်လှည့်ကြည့်စရာမလိုအောင်ကိုကအာရုံစိုက်ပြီးလေ့လာမယ်ဆိုတဲ့ဟာမျိုးပေါ့နော်။အဲ့ဒါကနံပါတ်3နံပါတ်4ကကြတော့ကိုယ့်အတွက် goals ရှိရပေါ့နော်ဒီတစ်လလုံးမှာကိုမဖြစ်မနေလုပ်ရှင်တဲ့အလေးထားတွေရှိမယ်ပြီးရင်ဒီတစ်လအတွင်းမှာတော့ငါကဘာဖြစ်ချင်တာဆိုရဲအဲ့လို goals မျိုးတွေကိုစုပြီးတော့3ခုဒါမှမဟုတ်လို့ရှိရင်5ခုပေါ့နော်ကိုနိုင်တဲ့လောက်ပြီးတော့ခြာရေးထားမယ်နောက်ဆုံးတစ်ခုကကြတော့ကိုဒီတစ်လကိုဘယ်လိုဖြတ်တန်းခဲ့လဲဆိုတာကိုလုံးဝရိုးရိုးသားသားနဲ့ပြန်ပြီးတော့ခြာရေးမယ်ဒီတစ်လရဲ့ review ပေါ့နော်အဲ့ဒါမှနောက်တစ်လကိုလည်းပဲကိုကဒီ review တွေကိုကြည့်ပြီးတော့ဘယ်လိုပြင်ဆင်ပြီးတော့ဘယ်လိုကောင်းမွန်နေထပ်ပြီးတော့ကြိုပြီးတော့ plan ထပ်ပြီးချလို့ရမှာပဲဖြစ်ပါတယ်ခါကြတော့ planner လေးအတူတူလုပ်ကြည့်ပြီးတော့မှဒီတစ်လကိုလုံးဝအကျိုးရှိဖြတ်တန်းကြည့်လိုက်ရအောင်